ဖះရှင်နိုင်ရှင်နိုင်ဘဝနေနီ၃မျိုးကိုမိန့်တော်မူလေးရှိတယ်ဘဝမှာတတ္တဝါတိုင်းနဲ့နေရတဲ့အခါမှာဘဝနေနီလေး၃မျိုးလောက်တော့လိုက်နာကျင့်သုံးတင်တယ်ဘဝနေနီ၃မျိုးကဘလို့နေသင့်လဲဆိုတော့ဘဝမှာနေရတဲ့အခိုက်အတန့်နံပါတ်1အပြစ်ကင်းအောင်နေရမယ်နံပါတ်2အကျိုးရှိအောင်နေရမယ်နံပါတ်3စိတ်ချမ်းသာအောင်နေရမယ်ဒီနေနည်း၃နည်းဖះတိုင်းမိန့်တော်မူတာပဲအပြစ်ကင်းအောင်နေရမယ်အကျိုးရှိအောင်နေရမယ်စိတ်ချမ်းသာအောင်နေရအပြစ်ကင်းအောင်နေဖို့ဆိုရင်တတ္တဝါတွေအပြစ်ဖြစ်တာကအကုသိုလ်တွေကဖြစ်တာအာဟုတလံသာဝဇ္ဇဒုက္ခဝိပါကလက္ခဏံအာဟုတလံအာဟုသိုလ်ဆိုတာသာဝဇ္ဇဒုက္ခဝိပါကလက္ခဏံအပြစ်နဲ့တကွဖြစ်တယ်မကောင်းတဲ့အကျိုးကိုပေးတယ်အာဟုသိုလ်လုပ်တဲ့လူကအပြစ်ရှိတဲ့လူပဲတဲ့ဆိုအပြစ်ကင်းအောင်နေဖို့ဆိုရင်အကုသိုလ်ရှောင်နိုင်အောင်ကြိုးစားရတယ်ကုသိုလ်မရချင်နေပါစေအကုသိုလ်မလုပ်ဖြစ်အောင်အရင်ကြိုးစားတင်တဲ့ကုသိုလ်မရတာကကောင်းကျိုးမခံစားရတာပဲရှိတယ်အကုသိုလ်လုပ်ဖြစ်သွားပြီဆိုရင်အကုသိုလ်ကကိုယ်ကအရင်ပေးစားတယ်ဘဝမှာအပြစ်ကင်းအောင်နေဖို့ဆိုရင်ဘုရားရှင်ကိုရောမြတ်ကြီးကတော့ကိုရောမြတ်ကြီးတိုင်းကမိန့်တော်မူတာကအကုသိုလ်ရှောင်ပါတဲ့အကုသိုလ်ရှောင်ပြီးနေရတယ်အကုသိုလ်မဖြစ်အောင်နေရတယ်အဲ့ဒါဆိုအပြစ်ကင်းတဲ့ဘဝနေနေပဲဒုတိယဘဝနေနေအကျိုးရှိအောင်နေအကျိုးရှိအောင်နေဆိုတာကျန်တဲ့နေနည်းကိုဘုရားမိန့်တော်မှာမဟုတ်အကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရမှာအကျိုးရှိတာတဲ့ကုသိုလ်ရအောင်နေခိုင်းတာကုသိုလ်ရရင်နေကုသိုလ်ရနေတဲ့ဘဝအကျိုးရှိတဲ့ဘဝပဲတခါကတနေ့ကုန်ဘုန်းကြီးတို့တော်တော်ကောင်းများပုထုဇဉ်တွေမှာတတ္တဝါပရိသတ်တွေမှာတော်တော်များများက24 hours 24နာရီရှိတယ်အဲ့24နာရီကုန်သွားတယ်ကုသိုလ်ရတဲ့အချိန်မရှိလိုက်တဲ့လူတွေအများကြီးပဲလောကမှာကုသိုလ်ရေးအတွက်လုပ်ခွင့်ရတဲ့အချိန်နည်းတဲ့လူများတယ်တခါကကြအလုပ်တွေပင်ပန်းလို့ဆိုရင်အဲ့ရတဲ့ဝင်ဥသုံးချိန်ချဖို့တောင်အချိန်မရတဲ့လူတွေရှိဖះရှိခိုးဖို့တောင်အချိန်မရတဲ့လူတွေရှိတော့24နာရီဘာတွေလုပ်နေလို့အချိန်နေမရတာတော့ဆိုကုသိုလ်အချိန်လေးတော့ပြီးရမယ်ကုသိုလ်ရအောင်နေမှအကျိုးရှိတာဆိုတော့ကုသိုလ်ချိန်ပေးဖို့ဆိုတော့ထွေထူးချိန်တည်တံ့ပေးစရာမလိုကုသိုလ်ဆိုတာကိုယ့်ရဲ့စိတ်ထားလေးသာပြင်နေရာတိုင်းမှာကုသိုလ်ရှိတယ်အချိန်တိုင်းမှာကုသိုလ်ရှိတယ်လူတိုင်းမှာကုသိုလ်ရှိစိတ်ထားလေးပြင်ကုသိုလ်ရအောင်တွေးတတ်တဲ့စိတ်ကလေးတွေးကုသိုလ်ရအောင်မြင်တတ်တဲ့အမြင်လေးမြင်ကုသိုလ်ရအောင်လှုပ်တတ်တဲ့အလုပ်လေးနဲ့လှုပ်အဲ့ဒါဆိုရင်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်အလုပ်လုပ်နေတဲ့နေရာတိုင်းမှာကုသိုလ်ရှိတယ်ကိုယ်ကစိတ်ထားမတက်လို့ဒါလည်းကုသိုလ်လုပ်ရင်းနဲ့အကုသိုလ်ဖြစ်နေတဲ့လူတွေအများကြီးဆိုကုသိုလ်အလုပ်လေးဆိုရင်ကိုရီးယားမနဲ့အိယာနိုးတာနဲ့အိယာတဲ့မျက်စိအတိလေးဝင်သွားပြီမျက်စိဖွင့်အတိလေးဝင်သွားတယ်ဆိုတာနဲ့အကုသိုလ်အတွေးတွေလက်မခံနဲ့ကုသိုလ်ရအောင်လေးတွေးအိယာတဲ့မထားခြင်းသေးရင်လည်းပဲဩနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဖះကိုစိတ်ထဲအာရုံပြီးရှိခိုးနေအဲ့စိတ်ထဲမှာကုသိုလ်လေးစိတ်တွေဖြစ်ဩဘဝအစကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်တာကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်မျက်နှာလေးသိဖះတော်တော်လေးကလူတွေကဒါနကိုပတ်စံသိန်းနဲ့တောင်းနဲ့ချီပြီးလှူမှဒါနလုပ်တယ်ထင်တာအမှန်တော့မဟုတ်ဘူးကိုယ်အိမ်မှာဖះเจ้าဆောင်မှာဟိုပဲတောက်တော်ရည်လေးဟိုရေခွက်လေးတွေစေးနေတာကုသိုလ်ရတောက်တော်ရည်လေးတွေကတ်နေရင်ဟိုပဲဒါနကမြောက်နေပြီသားအိမ်ကဖះเจ้าဆောင်မှာဟိုပဲဒါနတွေလုပ်เสียတယ်အများကြီးပန်းလဲရင်လည်းပဲဒါနဖြစ်နေတာပဲနော်ဆုံးကတ်နေလည်းဒါနဖြစ်နေတာပဲတောက်တော်ရည်လေးတွေကတ်နေတာဘာမှဟိုငွေကုန်ကြီးကြမများပဲနဲ့ကိုယ်လဲတောက်နေဖះကိုဦးဖျားဖျားတတ်တတ်ရရဖန်ခွက်လေးတဲ့အောက်ကပကံများလေးခံပြီးတော့ရေကိုအပြည့်မထည့်ပဲနဲ့လက်တစ်လုံးလောက်ခြံပြီးတော့ထည့်ပြီးတော့တောက်တော်ကြီးကတ်နေရင်ဟိုပဲဖျားတောက်တော်ကြီးကတ်ရင်နဲ့ကုသိုလ်ဖြစ်နေတာ။ဩမနေ့ပိုင်းဘလောက်ပဲအလုံးရှုပ်ရှုပ်အလုံးမသွားခင်အဲ့ဒါနမောတတ္တလေးရွတ်ပြီးလို့ရှိရင်တရဏဂုံလေးစောက်တည်လိုက်ဗုဒ္ဓတရဏံကိစ္စံဓမ္မံတရဏံကိစ္စံသံဃာတရဏံကိစ္စံသေမဘုန်းကြီးပြင်တာစိတ်မချရတော့မသေးခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာဆိုတော့အဲ့ဒါဆိုရင်ကုသိုလ်ကဖြစ်နေတာဖះလည်းရှိခိုးပြီးတယ်နမောတတ္တလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတယ်ဖះတတ်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်နဲ့တခြင်းလေးနားထောင်မဲ့အစားအိုးဤရဤဒေသဤဝင်းချင်းမှာရှိတဲ့ကိုယ်လုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုယ်နေရာပဲဖြစ်ဖြစ်အလုပ်သွားမယ်ဆိုရင်စိတ်ထဲအာရုံပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာနဲ့ဤရဤဒေသဤဝင်းချင်းမှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်မမြင်ပုဂ္ဂိုလ်အပေါင်းကျွန်ုပ်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုယ်စည်းရဲခြင်းစိတ်စည်းရဲခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ်
ရမလို့ဩဒါလေးတွေကကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိအကျိုးရှိနေဖို့စဉ်ကိုယ်မှသာကိုစိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလိုက်လို့ရှိရင်အကျိုးရှိတဲ့ဘဝနေနေဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအိယာဝင်ကနေလေဘလောက်ပဲပင်ပန်းဘုရားဥသုံးချိန်လောက်တော့နမောတတလေးရှိခိုးဥသုံးချိန်လောက်ချတရဏဂုံလေးတင်မေတ္တာလေးကုနာတစ်ချက်နှစ်ချက်လောက်ပို့ပြီးအဲ့လိုဝင်သွားရင်လည်းပဲအိယာဝင်ကနေကုသိုလ်နဲ့ဝင်တာပဲမနေ့အိယာထညအိယာဝင်ကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးရှိတဲ့ဘဝနေနေပဲဆို